တော်တော်ကောင်းတယ်ရန်ကောင်းမယ်ဟိုအယောင်တော့မထည့်တယ်အဲ့လိုကြီးမဆက်ဘူးအရင်မဆက်အယောင်လောက်ပဲအယောင်ဆက်ဆက်ပါနော်ဟုတ်ကဲ့ပါဗျဆက်တော့ဆက်ပါလေဗျဟုတ်အေးတငယ်ချင်းတို့ရေကဲထိုင်းရင်တောက်ကြမယ်ဒီနေ့လဲတနင်္ဂနွေနေ့လေးဆိုတော့ရာသီဥတုကလည်းရမ်းပူတယ်အဲ့တော့ဈေးကဘာဝင်းထဲမှာရှိရဲထိုင်းရင်ဆိုင်လေးကိုတငယ်ချင်းတွေကမိတ်ဆွေကညှိုးပေးတယ်အဲ့တော့တော့မှသွားပြီးတော့တောက်ကြည့်မယ်အော်ဒါကြော့ဟုတ်ဒါအဆက်ပေါ့နော်ဒါဟိုအယောင်မထည့်တယ်အဲ့လိုကြီးမဆက်ဘူးအရင်မဆက်အယောင်လောက်ပဲထည့်တယ်ဟုတ်ကဲ့ပါခင်ဗျာပွားရေဒါကကြော့ဒါငရင်ကြောက်ပါဗျအော်ဒါငရင်ကြောက်နော်ဒါကဗမာကျက်နဲ့ကြက်ဘူးလေးချက်တာဒီဗမာကျက်လေးနဲ့ကြက်ဘူးပါဗျဟုတ်တယ်ကြက်ဘူးဟုတ်ကဲ့ကြက်ဘူးပါဗမာကျက်လေးသူကစနေတွင်းဆိုလို့ရှိရင်ဗမာကျက်လေးနဲ့ကြက်ဘူးနဲ့ကျွန်တော်တို့ချက်တယ်ပေါ့နော်ကြားရတော့မရောက်ဗျဟုတ်ကဲ့အဲ့ဆိုရင်နောက်ထပ်ပါအပြေးကြောက်ပေါ့ဟောဒါအပြေးကြောက်တမယာသီးလေးနဲ့အလိုက်ဆုံးထိုင်းရလဲတမယာသီးလေးနဲ့ဒီကောင်ရဲ့အပြေးကြောက်ရဲ့ဟိုထိုင်းရဲ့ပဲချမ်းတို့ဆိုလိုက်ဆုံးမို့ဒီကောင်အဲ့တုံးဟိုစစ်ကနေချောက်ဒါကတော့ကတ်တပေါဟောဒါကတ်တပေါဒီကောင်လေးဆက်သားကြောက်ပါဗျဒီကောင်ကရောင်းအကောင်းဆုံးဒီကောင်ဆက်သားရောင်းအဆက်ပါနော်ဟုတ်ကဲ့ပါဗျဆက်သားဆက်ပါလေဗျဟုတ်နေတိုင်းဖွင့်တာလားနောက်ပွားလို့ရှိရင်ဗန္ဒနာကြီးဗန္ဒနာကြီးဖွင့်တာကျွန်တော်တို့ဆိုင်ပိတ်ရမရှိပါဘူးဗျဟိုမနေ့6နိုင်ဆိုစဖွင့်ပါလေဗျည7နိုင်လောက်မှပိတ်တာအော်ည7နိုင်ဟိုဒီညမိုးချုပ်ဝါလို့ထိုင်ရလူရှိလို့ရှိရင်ကျွန်တော်တို့ချင်းသေးကိုမီးသီးကိုထုံးမိတယ်ဗျအော်မစိုးဘူးဟုတ်ကဲ့ပါဗျဟုတ်ထိုင်နေမျိုးအမီးတွေကတော့အများကြီးပဲပေါ့နော်အဲ့တော့ကိုပိုင်းတဲ့3-4မျိုးလောက်စားကြည့်မယ်အခုအဲ့ဆိုလို့ရှိရင်ဆောနာကအာပြဲကြောက်လေးကိုတမြာသီးလေးနဲ့ညှစ်ထားတာရဲ့နောက်တစ်ခုကကျတော့ဆက်သားကြောက်ရဲ့နောက်တစ်ခုကကျတော့ဒီကတဘိုးကြော်လေးရဲ့နောက်တစ်ခုကကျတော့ငကြီးအကြွကြော်လေးရဲ့အဲ့ဒါနဲ့ဟိုထိုင်းရဘယ်လိုရောင်းတာလဲကိုထိုင်းရတအုပ်1100ပါ1100တပူကို1100ဩအိုးနဲ့ဆိုလို့ရှိရင်တော့3မှုပဲလောက်တော့ပါအိုးနဲ့ဆိုရင်3မှုပဲမစိုးဘူးပဲအိုးနဲ့ပိုတန်တာပေါ့ဓပုတ်နေပါရဲတဲ့ဘိုင်းကအိုးလေးနဲ့ပူလာဟုတ်ကဲ့ဟိုဒီချိန်ကတော့အရင်တော့အချိုးတော့မရတော့ဘူးပေါ့နော်နည်းနည်းတော့နည်းနည်းချင်းနဲ့မနည်းနည်းချိုးချင်းလေးပေါ့ဟုတ်အဲ့ဆိုရင်ထိုင်းအဲ့အိုးနဲ့တအိုးယူလိုက်မယ်ကိုကျွန်တော်တို့ကရေခဲစိတ်နေတာဆိုအေးလေးတောက်အေးလေးဟုတ်အဲ့ဆိုရင်အဲ့လေးပဲယူလိုက်ပါမယ်ကျေးဇူးပါအမြင့်ကတော့အကုန်လုံးမှာပြီးသွားပြီပေါ့နော်ဒီနေရာလေးကဒီတက်ကြီးတဘာဝထိုင်းဆိုင်ကဘယ်နေရာမှာရှိလဲဆိုလို့ရှိရင်တော့မင်္ဂလာတော်ဥယျာဉ်အိမ်ယာဝင်းရဲ့အထွက်ဘက်ပေါ့နော်ရှေးလေးနည်းနည်းလေးဆက်သွားလိုက်တာနဲ့ဒီတက်ကြီးတဘာဝထိုင်းရင်ဆိုရဲဆိုင်းဘုတ်ကလေးညွှန်တာအဲ့ရနေပြီးတော့ဘယ်ဘက်ကိုချိုးလိုက်တယ်ဆိုတာနဲ့ရောက်ပြီပေါ့နော်ကဲအခုဒီတဲလေးကိုရွေးထားတယ်ကဲတငယ်ချင်းတို့ရေကဲထိုင်းရင်တောက်ကြမယ်ဒီကတော့ထမ်းရည်တမြူပေါ့နော်ထမ်းရည်အချို့ဒါကကြတော့ကတဘိုးကျော်ဒါကကြတော့စိတ်သား6ဖုတ်ကိုသူကဟိုတမြာသီးလေးရှောက်သီးလေးညှစ်ထားတယ်ဒါကကြတော့အပြဲကြောက်ကျော်ဒါကကြတော့ငကြီးကျွတ်ကျော်အားလုံးကိုဒီအချင်းလေးနဲ့တို့ပြီးတော့စားမှာပါကဲအပြဲကြောက်တဲ့ကိုတမြာသီးလေးဟော့လိုလေးညှစ်ထည့်ပြီးတော့မွေးနေရတယ်အရင်ဆုံးထိုင်းရည်လေးကိုမြည်ကြည့်မယ်တော်တော်ကောင်းတယ်မို့ကိုပိုင်းလေးနောက်ပိုင်းထိုင်းရည် vlog တွေရိုက်တာများလာလို့လားမသိဘူးထိုင်းရည်ကိုတောက်ကြည့်လိုက်တာနဲ့စစ်လားမစစ်လားကောင်းလားမကောင်းလားချက်ချင်းတန်းသိတယ်အရန်ကောင်းတယ်ရင်ထဲကိုအေးသွားတယ်အခုလိုအရန်ရာသီဥတုပူနေတဲ့ချိန်နဲ့ဆိုတော့လုံးဝကွက်စတီပဲတောက်ကြမယ်ဒီကတော့မှချီရလောက်ကြမှာကောင်းလားတော်ကောင်းတယ်နော်ကြိုက်လားတကယ်ရန်ကောင်းမယ်ထိုင်နေတော့တာပဲမမျိုးလာမမင်းနာလားအဲ့လိုမျိုးစီရယူတာလေးတိုက်ကြည့်ဒါကြတော့အခါအဲ့တော့ဒီရားကြတော့သူကချိုပြင်းလေးလေးကိုအခါလေးနဲ့ရောတောင်းတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်လို့ပြောတယ်ကောင်းတယ်ပဲချမ်းတုပ်ရဲ့နောက်တစ်ခါကျဘူးညွန့်ကြော်ကြက်ကလေးရဲ့ရုပ်သီးစိမ့်စက်တုံလေးနဲ့မြည်မယ်ထိုင်းရည်တောက်တိုင်းမှာတော့အမြဲတမ်းဒီကတဘိုးငါအကျွတ်ကြော်လေးတွေစားတာတကယ်ကိုလိုက်တယ်ကိုပိုင်းကျအရင်တော့ကြွက်ကြော်လို့ပါဦးနဲ့တော့မြည်ရပေါ့နော်နောက်ပိုင်းကျတော့ဒီကတဘိုးငါကြွက်ကြော်လေးတွေနောက်တစ်ခါကျတော့ဒီမှာပဲချမ်းတုပ်ဒါပဲချမ်းတုပ်လေးတွေနောက်ပွားလို့ရှိရင်ဒါကငကြီးကျွတ်ကြော်ဒါလေးကငကြီးကျွတ်ကြော်အဲ့ဟာလေးနဲ့စားရတာကြိုက်တယ်
တက်ကြီးထိုင်းဆိုင်ကမင်္ဂလာတုံမြို့နယ်ထဲမှာပဲရှိပြီးတော့သူ့ရဲ့ဒီတဲလေးတွေကလည်းအလုံး30 40ကျော်လောက်ရှိတာဖြစ်တဲ့အတွက်ကို့အဖွဲနဲ့ကိုတီးတန့်လေးပေါ့နော်အေးစစ်စစ်အနားယူပြီးတော့တောက်လို့ရတယ်ကဲထိုင်းရစစ်လွန်ကြည့်လို့ကဲဒုတိယမြောက်တာအချို့တိုးပေါ့နော်ဒါလေးပြီးရင်တော့ပြန်มาတော့မယ်ညီမလေးထိုင်းရတော့အရန်ကိုအရသာရှိရဲကြိုက်လားတောက်ပါကြိုက်လားလက်ကဲချီယာထိုင်းရကြတော့သူကကျမကြီးနဲ့လည်းညီညွတ်တယ်နောက်တစ်ခါကျတော့စီလန်းချောင်းအတွက်လည်းကောင်းတယ်အားကြောင့်မို့လို့ထိုင်းရတော့အမြဲတမ်းကျမကြီးအမြဲတမ်းတောက်ဖြစ်တယ်ပေါ့နော်ကဲအဲ့ဆိုရင်ဒီနေ့ကိုပိုင်းရဲ့ vlog လေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက် vlog တွေမှာထပ်တွေ့ပါအောင်မယ်တတား